ဒီပင်လယ်ထဲမှာဆိုဘရောမှရေမနစ်ပါဘူးရေကူးတတ်ဆရာမလိုပဲရေပေါ်မှာသူ့အလိုလိုပေါ်နေမဲ့ပင်လယ်ပါဒါကတော့ Dead Sea ပင်လယ်တွေလို့ခေါ်ပါတယ်ဂျော်ဒန်နိုင်ငံနဲ့အစ္စရေးနိုင်ငံကြားမှာတည်ရှိတဲ့ပင်လယ်တွေဟာကမ္ဘာမြေမျက်နှာပြင်ရဲ့အနှိမ့်ဆုံးနေရာမှာရှိတဲ့အံ့ဩစရာရေပြင်ကြီးတစ်ခုဖြစ်ပါတယ်သူ့ကိုပင်လယ်တွေလို့ခေါ်ရတာကတော့ရေထဲမှာစားတတ်ဟာပုံမှန်သမုဒ္ဒရာတွေထက်ဆယ်ဆာနီးမှပိုများနေတာကြောင့်ဘလို့တက်ရှိမျိုးမှာရှင်သန်လို့မရနိုင်ပဲတေဆုံးသွားကြလို့ပဲဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အောက်430မီတာခန့်ပေ1400ကျော်ခန့်မှာတည်ရှိတာကြောင့်လေကျူဖိအားလည်းတခြားနေရာတွေထက်ပိုများပါတယ်တနည်းအားဖြင့် Dead Sea ဟာကမ္ဘာမြေမျက်နှာပြင်ရဲ့အနှိမ့်ဆုံးနေရာလို့ဆိုလိုတာပါဒီရေပြင်အံ့ဩစရာကောင်းဆုံးအချက်ကတော့ရေရဲ့တိတ်ထဲစာမြင်းများလုံးလာကြောင်းရေမကူးတတ်ရင်တောင်ရေထဲမှာဘတော်မှနှိမ့်မြုပ်မသွားပဲအလိုအလျောက်ပေါ်လောပေါ်နီးမှာပါပင်လယ်ဒီခန်းချီမှာရှိတဲ့တတုထချွေဝိုင်းရွှန်နက်တွေဟာလေအရေးပြားကိုကုသပေးနိုင်စွမ်းရှိတာကြောင့်ကမ္ဘာပေါ်မှာအကြီးဆုံးတဘာဝအလှပင်ခန်းကြီးလိုတောင်တင်စားကြပါတယ်အသက်မနစ်နေတယ်လို့ထင်ရပေမဲ့လူသားတွေအသက်ကုသားခြင်းနဲ့အံ့ဩခြင်းတွေကိုပေးစွမ်းနေတဲ့ဒီနေရာဟာတဘာဝတရားကဖန်တီးထားတဲ့အစမ်းကျယ်ဆုံးလက်ဆောင်တစ်ခုပဲဖြစ်ပါတယ်